ခုနဗီဒီယိုမှာတော့ကျွန်တော်၄ပွဲပြောပြီးပေါ့နော်အခုကျန်တဲ့6ပွဲကျွန်တော်ဒီဗီဒီယိုလေးမှာဆက်ပြောပါမယ်ဆိုတော့ကကျွန်တော်တို့ဒါရှေ့ဗီဒီယိုလေးမှာကျွန်တော်၄ပွဲပြီးပေါ့နော်ဆိုတော့အခုပြောမှာကကျွန်တော်တို့ဒါဆန်ဒါလန်နဲ့ချယ်ဆီပေါ့နော်ဆန်ဒါလန်နဲ့ချယ်ဆီကချယ်ဆီကဒီ85ပြရှုံးပေးထားတယ်ကိုပေါ့ဒီ3ပေါင်း50 60ဝန်းကျင်ပေးထားရပါတော့ဒီနှစ်သင်းကလက်ရှိမှာပေါ့နော်ဟိုနှစ်သင်းလုံးကကျွန်တော်တို့မျောလင်းချက်တော့ရှိရပါဗျာဆန်ဒါလန်ကလည်းချယ်ဆီကိုနိုင်လို့ပေါ့ဝင်ဝင်မျောလင်းလို့ရမယ်ချယ်ဆီကလည်းဒါဆန်ဒါလန်ကိုနိုင်ရင်တော့အနည်းဆုံးတော့ဒါ conference league တော့သူမျောလင်းလို့ရမယ်ပေါ့ဗျာတစ်ဖက်မှာ Brighton တို့ဘုံမောက်တို့ဘုံမောက်ကိုတော့မမီပါဘူး Brighton ပါပဲဖြစ်နေပေါ့နော်ချယ်ဆီအနေနဲ့ကတော့ဥရောပဒါ Europa League မဟုတ် conference league Brighton ရှုံးခဲ့မယ် Chelsea နိုင်ခဲ့မယ်ဆိုရင်တော့သူကBrighton တရေတာမဟုတ်ရှုံးများ Brighton မနိုင်ရင် Chelsea နိုင်မယ်ဆိုလို့ရှိရင်တော့ Chelsea ကEuropa League အထိမျှော်လင့်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီတစ်ချက်လေးတော့ရှိတယ်ဒါပေမဲ့လက်ရှိ Chelsea ရဲ့ခြေစွမ်းအနေထားပေါ့နော်ကျွန်တော်နောက်ဆုံးကန်ထားတဲ့စပါးနဲ့ပွဲလောက်ပဲသူပြန်နိုင်ပွဲပြန်ရသေးတယ်ဆိုတော့လောလောကူကူနဲ့တော့ဆန်ဒါလန်အိမ်ဝင်းမှာနိုင်မယ်လို့မထင်ဘူးပေါ့နော်ကျွန်တော်မြင်ဒါပေမဲ့ပြောလို့တော့လည်းမရအောင်နိုင်ကောင်းလဲနိုင်တော့နိုင်ပါတယ် Chelsea လည်းလက်ရှိမှာဒီလက်ရှိဗျာပြောရမယ်ဆိုလို့ရှိရင်တော့ Chelsea တို့ Brighton တို့ရှင်လာမယ်ဆိုရင်တော့ Europa League ကိုကျွန်တော်တို့ Chelsea ကတော့ပို့ပြီးဝင်နေတာပေါ့နော်ဒါပေမဲ့တစ်ဖက်မှာခုန Brighton ကလည်းနိုင်နေမယ် Chelsea ကလည်းနိုင်မယ်ဆိုတော့ Chelsea က Conference League နဲ့ပဲခြေနဲ့မှာပါပဲဆိုတော့ကျွန်တော်ကတော့ဘာကိုတွေးမိလဲဆိုဒီပွဲကတော့နှစ်သင်းပေါင်းသွင်းကိုက3ကိုရောက်ပါမလားလို့ပဲကျွန်တော်ကတော့ဟိုထင်တယ်ဟိုဆန်ဒါလန်အိမ်ဝင်းကတည်တဲ့အတိုင်းပဲပေါ့နော်ဒါ Nottingham Forest တသင်းနဲ့တုန်းကပဲသူတို့တော်တော်အဆက်တကွဲကြီးဖြစ်ခဲ့ရတာဗျာ Z5 ကြီးဖြစ်ခဲ့တယ်ဒါပေမဲ့ဟိုနောက်ပြီးတော့ဒါ United နဲ့ကန်တဲ့ပွဲမှာဆိုသူတို့ဒါဇီးဇီးနဲ့ပေါ့နော်ဂိုးတော်မပေးရခဲ့ဘူးဗျာအဲ့လိုမျိုးလဲဟိုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပွဲမှာလဲဒါဆန်ဒါလန်အနေနဲ့အရင်ဖွင့်တိုက်လိုက်မယ်လို့တော့ကျွန်တော်မထင်ဘူးဗျChelsea ရဲ့လက်ရှိတိုက်စစ်ကလည်းကိုအရန်သွင်းနိုင်နေတဲ့အထဲမှာမသေးကြဘူးဆိုတော့ဒီပွဲကိုကျွန်တော်မြင်တာကတော့ Z1 ဒါမှမဟုတ်လဲ1-1အဲ့လိုပေါ့နော်ကျွန်တော်ကတော့အဲ့လိုပဲထင်တယ်နှစ်ကိုလောက်နဲ့ပဲရက်သွားမယ်ပွဲလို့ပဲမြင်တယ်ပေါ့ဗျာဆိုတော့ကျွန်တော်ဂိုးအောက်ကြိုက်ပါတယ်ပြီးလို့ရှိရင်နောက်တစ်ပွဲကကျွန်တော် Nottingham Forest နဲ့ဘုံမောက်ပေါ့နော်ဘုံမောက်ကတော်တော်များတော့ဒီနေ့လူတွေလိုက်ကောင်းလိုက်နိုင်တယ်ပေါ့နော်ဘုံမောက်ကလည်းဒါကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲဟိုချန်ပီယံလိဝင်ထီတော့မျောလင်းလို့ရနေရပါတော့ဒါ Aston Villa ကကျွန်တော်တို့ Europa League ရသွားတာဖြစ်တဲ့အတွက်ဒါအဆင့်6ကဘုံမောက်ကကျွန်တော်တို့ဟိုချန်ပီယံလိအတွက်ရဖို့ဟိုခွင့်ရရှိရပါတော့ဒါပေမဲ့ဟိုတေချာပြန်ကြည့်မယ်ဆိုဘုံမောက်ကတရေရရင်အဆင့်6ပါပဲကျွန်တော်တို့58မှတ်ဖြစ်တာနဲ့ဟိုသူကအဆင့်6မှာပဲဖြစ်တော့မှာ Brighton ကလက်ရှိ53 Brighton 9တော့56ဆိုတော့ဘုံမောက်ကမရှုံးရင်ရရအသေးအနိုင်ရမလို့ဆိုတော့ကျွန်တော်ကတော့ဒီပွဲမှာ Nottingham Forest အိမ်ဝင်နောက်ဆုံးပွဲမရှုံးတော့ဘူးပဲကျွန်တော်ယူဆတယ်ဟိုဘုံမောက်ကတစ်ဖက်မှာ18ပွဲစတိုက်ရှုံးပွဲမရှိတဲ့အသေး Nottingham Forest လိုအသင်းနဲ့လည်းရှုံးမှာတော့မဟုတ်ပါဘူးဒါပေမဲ့တရေလောက်ပဲကန်သွားလို့ဖြစ်တယ်ဗျာကျွန်တော်တို့ကတရေ80ရှုံးဆိုတဲ့အနေထားမှာဘုံမောက်ကနေရင်ကျွန်တော်ကတော့ရင်းနှီးမှုအရင်များတယ်လို့ကျွန်တော်ယူဆတယ်ပြီးတော့တေကြနိုင်ကြီးများတဲ့ပွဲလို့ပဲကျွန်တော်ယူဆတာဖြစ်တဲ့အတွက်ကျွန်တော်အိမ်ဝင်းဖြစ်တဲ့ Nottingham Forest ကိုပဲကြိုက်တယ်ဘုံမောက်ကြေးအောင်တာတွေလည်းတစ်ဖက်ကပြန်ကြည့်ရင်ကြေးအောင်တာတွေလည်းနည်းနည်းများပြီပေါ့နော်ဆိုတော့ဒီပွဲကတော့ဘုံမောက်ကြေးမအောင်တော့ဘူးမနိုင်တော့ဘူးလို့ပဲကျွန်တော်ယူဆတယ် Nottingham Forest အိမ်ဝင်းတရေလောက်ထိန်းကန်သွားနိုင်မယ်လို့ပဲကျွန်တော်ကတော့ဟိုမြင်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ကတော့မြင်တယ်ဆိုတော့ကျွန်တော် Nottingham Forest body ကြိုက်ပါတယ်ပြီးလို့ရှိရင်နောက်တစ်ပွဲက Fulham နဲ့ Newcastle ဒီနှစ်သင်းလုံးကတော့ဘာမှလိုအပ်ချက်မရှိတော့တဲ့အသင်းတွေပါပဲကျွန်တော်တို့ကြေးရလည်းတဲပဲပေးထားတယ်ဆိုတော့ဟိုတေကြနိုင်ကြီးလည်းများတဲ့ပွဲလို့ပဲကျွန်တော်ယူဆတယ်တကယ်ဘယ်အသင်းနိုင်လဲနေချင်းနေဆိုရင်တော့ကျွန်တော် Fulham ပဲကျွန်တော်ကတော့သဘောကျတယ်အိမ်ဝင်းဖြစ်တယ်ပေါ့နော် Fulham ကိုပဲကျွန်တော်ရွေးချင်ပါတယ်ပြီးလို့ရှိရင်နောက်ပွဲကတော့ဂျော်ဘန်လီနဲ့ဝူးနဲ့ပေါ့နော်နှစ်သင်းလုံးကတော့တန်းဆင်းသွားပြီကိုပေါင်းဈေးကဒါ3ပေါင်း95နှလုံးရှုံးဝန်းကျင်ပေးထားတယ်ဘော်ဒီဈေး level 20ရှုံးဘန်လီပေးထားရပါတော့ဆိုတော့နှစ်သင်းလုံးကတော့တန်းဆင်းသွားပြီဗျာဆိုတော့ဘာလုပ်မလဲကျွန်တော်တို့အဓိကအင်္ဂလိပ် rate ရှိမှာကျွန်တော်တို့နည်းနည်းလေးတော့နှစ်သိမ့်တဲ့အနေနဲ့ဟိုဘန်လီအနေနဲ့ပြန်ကန်ပြမလားရှေ့မှာတော့ Aston Villa တို့တူတူတွေပါကန်ထားနိုင်တယ်ဆိုတော့ Wolf နဲ့ကိုလည်းအနည်းဆုံးတေရတော့ကန်နိုင်မယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ body ရဆိုဘန်လီကြိုက်တယ်ပြီးတော့ Wolf အနေနဲ့ကလည်းဒါဟိုအနည်းဆုံးတော့တကူလောက်တော့ပြန်သွင်းနိုင်မယ်အနေထားတော့ရှိတယ်လို့ကျွန်တော်မြင်တယ်နှစ်သင်းလုံးများ Premier League မှာနောက်ဆုံးကန်ရတဲ့ပွဲလို့ပြောလို့ရတယ်ဘယ်တော့မှဒါတန်းပြန်တက်လာနိုင်မလဲဆိုတာလည်းကျွန်တော်တို့ဟိုကြိုပြီးမမြင်နိုင်ဘူးတော့ဥပမာ Leicester တို့ပါလို့ဆိုလို့ရှိရင်ကျွန်တော် League 1ကိုတော့တန်းဆင်းနေပြီဗျာပြောချင်တာဘာမှမဆိုဖြစ်သွားနိုင်တယ်နောက်ပိုင်းဒီ Championship
ကအသင်းတွေကလည်းအရန်စူးစမ်းလာကြတဲ့အပေါ်မှာဒီ Premier League အသင်းတွေတန်းဆင်းသွားပြီဆိုပေမဲ့အရင်လိုမျိုးချက်ချင်းတန်းဆင်းနောက်ရာသီတန်းပြန်တက်လာဖို့ဆိုတော့ကျွန်တော်မလွယ်ဘူးဗျဆိုတော့သူတို့အနေနဲ့ Premier League နောက်ဆုံးကန်ရတဲ့ပွဲစဉ်မှာတော့အနည်းဆုံးပရိသတ်တွေကိုတော့ကောင်းကောင်းမွန်မွန်လေးနဲ့သူတို့လုံနိုင်ပါတယ်ဆိုတဲ့အကြောင်းလေးတော့ဒါဂိုးတွေသွင်းပြမှပဲရမှာပေါ့နော်ဂိုးသွင်းပြီးတော့ဖျော်ဖြေသွားမယ်လို့ပဲကျွန်တော်ယူဆရဗျဆိုတော့2-1 2-2အဲ့လောက်လေးတော့ကျွန်တော်မြင်တယ်ဆိုတော့ဗန်လီဘော်ကြီးကြိုက်တယ်ဂိုးပေါ်ကြိုက်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီနေ့ရေကြီးတဲ့နှစ်ပွဲပေါ့နော်တန်းစင်းဆောင်နှစ်သင်းကံရမယ်နှစ်ပွဲပါစပါး Everton နဲ့ကျွန်တော် West Ham နဲ့ Leeds ပေါ့နော်စပါးကဒီရှုံးလောက်ပေးထားရပါတော့1ပေါင်း80 90လောက်ကနေကြေးပြန်ကျပြီးတော့ဒီအခုချိန်မှာ95ပြရှုံးပေးထားတယ် West Ham ကတော့ကျွန်တော်150နိုင်ပေါ့နော်160နိုင်80နိုင်လောက်ကနေပြီးတော့လက်ရှိမှာ150နိုင်ကိုပေါင်းစည်းကတော့ကျွန်တော်တို့စပါးနဲ့ Everton က3ပေါင်း90 West Ham နဲ့ Leeds ကတော့3ပေါင်း30ပေါ့နော်ဆိုတော့ကျွန်တော်အမြင်ရကျွန်တော် West Ham ပွဲကိုအရင်ပြောမယ်စပါးကဒီပွဲမှာတကယ်တမ်းဆိုလို့ရှိရင်တဲ့နိုင်ရမလို့တော့စပတီကန်ဖြစ်ပြီဗျကြံခဲ့ပြီပေါ့နော်တီကြံတန်းစင်းရမလို့တော့တီကန်တာနဲ့ဆိုတော့လက်ရှိမှာ38မှတ်ဆိုတော့သူကတီဆိုလို့ရှိရင်39မှတ် Watson နိုင်နေဆိုရင်တော့ Watson ဒီ39မှတ်အမှတ်တူကို goal difference နဲ့ကျွန်တော်တို့စပါးကကြံခဲ့မှာပေါ့နော်အဆင့်7ခွန်နဲ့ဆိုတော့အဲ့လို condition ဖြစ်သွားဖို့များလိမ့်မယ်လို့ကျွန်တော်ယူဆတယ်စပါး level ရှုံးထိပေးထားမယ်လက်ရှိခြေစွမ်းက Everton ကိုနိုင်ပါမလားဆိုတာလေးကျွန်တော်တန်တရားရှိတယ်ပြီးတော့နိုင်အောင်ဂိုးရဲများပါမလားပေါ့နော်ပြီးရင်နောက်တစ်ချက်ကကျွန်တော် Everton ကိုဂိုးအောက်လိုက်ကြည့်တာကျွန်တော်တို့နှစ်ပတ်လောက်ရှိသွားပြီပေါ့နော် Crystal Palace နဲ့နေကလည်းပေါ်သွားသေးတယ်ဗျာတူနဲ့ပြီးတော့ပြီးခဲ့တဲ့ဘက် Sunderland နဲ့တော့လည်း3ပေါင်း80 90ကြီးပြီးတော့1-3ထပ်ပေါ်သွားတယ်ဆိုတော့လက်ရှိစပါးကလည်းကျွန်တော်တို့အဓိကမရှုံးရင်ရပြီဖြစ်တဲ့အတွက်စပါးတီကျွန်တော်တို့အရန်တိုက်စစ်အသေးအတန်ကြီးနိုင်မှုကစားဖို့ထက်ပေါ့နော်အဓိကဂိုးမပေးရဖို့မရှုံးဖို့အရေးကြီးတယ်ဗျာသိရမလားဂိုးမပေးရဖို့စပါးအရေးကြီးဆုံးပဲအဓိကစပါးအနေနဲ့သူဂိုးသွင်းနိုင်တာမသွင်းနိုင်တာတဲ့ Everton ဂိုးမရဖို့တော်တော်ကြီးထိန်းဆော့ဖို့လိုတယ်ပေါ့နော်အဲ့လို condition မှာကျွန်တော်ကတော့ဒီ3ပေါင်း90အနေထားမှာလဲကျွန်တော်ဂိုးအောက်ကိုထပ်ပြီးတော့နေခြင်းနဲ့ Everton ဂိုးအောက်လိုက်နေတာတကြောင်ပြီးတော့ကျွန်တော်ခုနကပြောတဲ့စပါးအနေနဲ့ပေါ့နော်ဒီဂိုးနိုင်ဖို့ထက်ဗျာမရှုံးဖို့အရေးကြီးနေတဲ့ပွဲဆိုတော့တီကန်ဝါလို့ဖြစ်တဲ့ပွဲမျိုးမှာစပါးအနေနဲ့ဂိုးမပေးရအောင်အဓိကစော့ဖို့လိုအပ်တယ်သူနိုင်သွားမယ်ဆိုရင်တော့ 1-0 2-0အဲ့လောက်ပဲကျွန်တော်ထင်တယ်1-1ဂိုးရမယ်ဆိုလဲပေါ့နော်အဲ့လောက်ပဲကျွန်တော်ထင်ပါတယ်ဒီပွဲကိုလေဂိုးအောက်ကြိုက်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ခဏ West Ham နဲ့ Leeds ကတော့ကျွန်တော် West Ham ကိုပဲကျွန်တော်တို့ဒါရွေးရမှာပဲပေါ့နော်သူကသူဘယ်လိုပဲဖြစ်ဘာလို့လဲဆိုတော့တစ်ဖက်မှာစပါးရှုံးပါစေရှုံးရမယ်ဆိုတော့မျောလင်းချက်နဲ့တို့ကအသက်ဆက်ရမှာပဲဆိုတော့တစ်ဖက်မှာစပါးရှုံးနေသည်ဖြစ်စေနိုင်နေသည်ဖြစ်စေတရေကြနေသည်ပဲဖြစ်စေသူလုံးဆရာရှိတာတော့သူလုံးပြရလိမ့်မယ်အိမ်မွေးမှာနောက်ဆုံးအနေနဲ့ပေါ့နော်150နိုင် Leeds ကလည်းကောင်းနေတယ်ဆိုပေမဲ့ဗျာသူ့အနေနဲ့တော်သိပြီပေါ့နော်တန်းလဲမစင်းတော့ဘူးသူအနေနဲ့ဒီ Premier League မှာရလက်တွေလည်းတောက်လျှောက်ကောင်းတယ်ဂျားထဲမှာ Chelsea ကိုရှုံးထားတာတော့ကျွန်တော်တို့ဒါ FA ဖလားလောက်မှာ FA ဖလားပွဲမှာပဲရှုံးထားတာပေါ့နော်ဒီ Premier League မှာကြေးတွေအောင်တာလည်းများနေပါပြီပြီးတော့စပါးတွေ့တုန်းကတော့မှ Leeds ကိုကျွန်တော်ဘယ်လောက်လဲစပါးပြီးခဲ့တဲ့ရှေ့တစ်ပတ်ကတွေ့တုန်းကတော့မှ160နိုင်လား80နိုင်လားနော်180နိုင်90နိုင်အိုင်ဝင်းကျင်ပေးခဲ့ပေါ့နော်ဆိုတော့လက်ရှိမှာ Watson အနေနဲ့150နိုင်ထိပေးထားပါတော့ဒါဆိုသူကတော့နောက်ဆုံးအရန်အရေးကြီးနေတဲ့အနေအထားဖြစ်လို့လည်းပါပါတယ်ဆိုတော့Watson ကိုပဲကျွန်တော်တို့ဒီပွဲမှာ chance လေးတစ်ခုပေးခြင်းနဲ့3ပွဲဆက်တိုက်လည်းရှုံးထားတယ်နိုင်နေတယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်သူကသူတမ်းမဲ့ဆင်းရသည်ဖြစ်စေအနိုင်လေးနဲ့တော့ပရိသတ်ကိုနှုတ်ဆက်သွားလိမ့်မယ်လို့ကျွန်တော်ယူဆတယ်မနေ့ကလာလီဂါမှာဆိုလို့ရှိရင်လည်းမာလော့ကာပေါ့နော်ကျွန်တော်ပြောခဲ့ပါတယ် live မှာမာလော့ကာနိုင်လဲဆင်းရမှာပဲဒါပေမဲ့နိုင်အောင်ကန်လိုက်မယ်ဆိုတာမျိုးဆိုတော့ Watson အနေနဲ့လည်းဒါစပါးရှုံးမဲ့မျောလင်းချက်တစ်ခုနဲ့တော့သူစပါးပါဖြစ်နေသူနိုင်အောင်ကန်ရမဲ့သူလှုပ်ရှားရှိတဲ့အလုပ်တစ်ခုတော့သူရအောင်လှုပ်သွားလိမ့်မယ်လို့ပဲကျွန်တော်ယူဆတယ်အိမ်ငွေလဲအားသာချက်ရှိနေတဲ့အပေါ်မှာအိမ်ငွေကြီးမှာတော့ Leeds ကိုထပ်ပြီးတော့မရှုံးသွားတော့ဘူးလို့ပဲကျွန်တော်ကတော့ယူဆတာဖြစ်တဲ့အတွက်ကျွန်တော် Watson body ကြိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာတော့6ပွဲပြောခဲ့တယ်ဗောနော်ရှေ့ဗီဒီယိုမှာ4ပွဲပြောထားပါတယ်ဆိုတော့ဒါ Premier League 10ပွဲကျွန်တော်အကြိုက်နဲ့ရွေးချယ်မှုလေးဖြစ်ပါတယ်ဆိုတော့အကြိုက်တူတဲ့ပွဲလေးရွေးပြီးတော့ဆော့ပါခဏနေဗောနော်ကျွန်တော်ဒီဗီဒီယိုတွေပါတင်ပြီးရင်တော့ကျွန်တော်မမပွဲတွေပါမရွေးခင်ကျွန်တော်ခဏလေး sorry ကြံခဲ့လို့ live တက်မယ်ဗောနော်ကျွန်တော်ဒီအီတလီစီးရီး9ပွဲရှိမယ်ပြီးလို့ရှိရင်လာလီဂါ1ပွဲရှိမယ်10ပွဲကိုကျွန်တော်ဒီ Facebook page မှာကျွန်တော် live လွှင့်ပါမယ်အဲ့ပွဲလေးတွေကြာရင်တော့ဒါစိတ်ဝင်စားတဲ့ညီကိုလာကြည့်လို့ရပါတယ်ဗောနော်ဆိုတော့အားလုံးပဲကျေးဇူးများတင်ပါတယ် Telegram channel လေးလည်းအဆင်ပြေ join ထားလို့ရပါတော့ကျွန်တော် free tip တွေနေ့တိုင်းတင်ပေးပါတယ်မနေ့ညကလည်းကျွန်တော် free tip 4ပွဲတင်ပေးတယ်4ပွဲလုံးနိုင်ခဲ့ပါတယ်ဗောနော် Telegram channel free tip ကဆိုတော့အားလုံးပဲကျေးဇူးများတင်ပါတယ်ကျွန်တော်ယာတီပိတ်နောက်ဆုံးနေ့လေးမှာ Premier League တွေရောဒီ series တွေရောလာလီဂါတွေရောလလပပလေးနဲ့ကျွန်တော်ညီကိုတွေအဆင်ပြေပြေလေးနဲ့နှုတ်ဆက်နိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးများတင်ပါတယ်